မင်္ဂလာပါရှင်ကျမနာမည်ကတော့ချစ်ကြည်ပြီပါအခုလက်ရှိကတော့ကွမ်ရှီတက္ကသိုလ်မှာပညာသင်ကြားနေတာပဲဖြစ်ပါတယ်ကျမကပညာတော်သင်ကျောင်းသူတဦးဖြစ်တဲ့အပြင်လှုပ်ဆောင်နေတဲ့တခြားအရာတွေလည်းရှိပါသေးတယ်။မောင်လေးထိုင်ယူရှင်တို့စိုးဝေးဆောင်သွားပြီးတော့မနှလုံးဖြစ်နေရဲ့။မမလေးပါထိုင်နေတူတူနေမယ်။စက်ကထဲမှာအမိဖြစ်မခံရရဲ့မြောက်ရဲ့လို့မြင်မို့လို့လား။ခန်းဆောင်နေဇလန်းတွဲမှာအတန်သွင်းခွင့်တရုပ်ဆောင်ခွင့်ရခဲ့တာကျမအတွက်တကယ်ကိုကောင်းမွန်တဲ့မဟာအခွင့်အရေးဖြစ်ခဲ့ပါတယ်။ပြီးတော့တရုတ်နိုင်ငံရဲ့ဂန္ဓဝင်ယဉ်ကျေးမှုလက်ရာတွေကိုလည်းလေ့လာသိရှိခွင့်ရခဲ့ပါတယ်။ဒါကြောင့်လေကွမ်ရှီတက္ကသိုလ်မှာပညာသင်ကြားဖို့အတွက်စိတ်ဝင်စားခဲ့ရလေးဖြစ်ပါတယ်ရှင်။အခုလက်ရှိမှာတော့ကျမပညာကိုကြိုးစားသင်ယူနေပါတယ်။နောက်တစ်ချိန်မှာမြန်မာတရုတ်ယဉ်ကျေးမှုကဏ္ဍတွေမှာတတတာပါဝင်နိုင်ဖို့အတွက်မျှော်လင့်ပါတယ်ရှင်။ကျမတို့မြန်မာအတန်နဲ့ရုပ်မြင်သံကြားနဲ့ကွမ်ရှီရေဒီယိုနဲ့ရုပ်မြင်သံကြားတို့ပူးပေါင်းပြီးတော့ဂန္ဓဝင်စာပေဖတ်ခြင်းပွဲအခမ်းအနားကိုကျင်းပမယ်ဆိုတာဒီကတော့ကျမအနေနဲ့ပါဝင်ခြင်းစိတ်တွေဖြစ်မိပါတယ်။ဒါကြောင့်ပရိသတ်များအနေနဲ့ကျမဖတ်မဲ့ကြပြလေးကကောင်းမကောင်းဆိုတာနားတော်တာဆင်ပြပါအောင်ရှင်《静夜思》李白。床前明月光，疑是地上霜。举头望明月，低头思故乡。မကြခင်အချိန်တွင်းမှာနှစ်သက်ကူအချိန်ခါသမယကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်ကွမ်ရှီနန်းနေမျိုးကနေစူတောင်းမြတ်တာပူတာခြင်းပါတယ်ရှင်။အားလုံးပဲနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေ။ကံကောင်းမှုတွေကိုလည်းပိုင်ဆိုင်နိုင်ကြပါစေရှင်။မြန်မာတရုတ်နှစ်နိုင်ငံဒီထက်ပိုပြီးတော့ဖွံ့ဖြိုးတိုးတက်ပါစေကြောင်းဆုတောင်းမြတ်တာပူတာပါတယ်ရှင်။